စားချင်တော့ဒါပေမဲ့ဝတ်တရားရှိထားတော့ပါပြီးရဲ့ဟုတ်တယ်လားဝတ်တရားဆိုတာဝတ်တရားပြောရတာဟာလားမဟိုင်ဝတ်တရားတော့မပြောပါဘူးကဲဆိုင်ဘူးလေမင်းဒီနေ့ဘာလို့မလဲဆိုတော့ကြောက်ဦးနဲ့စမုံစပါးကြော်မယ်ရတဲ့ဦးတူကလေအရင်ပူတော့အခုမှနေလေစားဖြစ်တာမစားချင်တော့ဒါပေမဲ့ဝတ်တရားရှိထားတော့ပါပြီးရဲ့ဟုတ်တယ်လားဝတ်တရားဆိုတာဝတ်တရားပြောရတာဟာလားမဟိုင်ဝတ်တရားတော့မပြောပါဘူးကဲဆိုင်ဘူးလေသမီးစားနေဝတ်တရားလေးစားပြရတယ်လေမလုပ်မရအဲ့လိုမျိုးပြောမလားမလုပ်ကြတော့စားပြရမယ်လေဝင်းစားအဲ့ဒီအဲ့ဒီကတော့အေးကမလုပ်မရတရားကြည့်တော့မအဲ့လိုမျိုးမပြောရပါအဲ့လေအဲ့လိုမပြောရဘူးကိုတရားအရာဆိုတော့ပြီးရမစားမဖြစ်စားခိုင်းနေတယ်လို့အေးလေမစားမရအဲ့ဒါတော့စားခိုင်းအောင်ကြည့်အောင်လို့အဲ့ဒါကိုတရားအရာအဲ့ဒီစကားလုံးကပြမှာတော့အဲ့ဒါကတော့ဝေးရမှာတော့မစားမဖြစ်စားရဘူးလေဟောမစားရဘူးအဲ့ဒီအတမပြောပါလေမစားမရလားမနေ့တော့မစကားလဲမစကားဆက်ပါတယ်အပြီးအေးလို့ရှုပ်နေပဲတော့စကားရအားချုပ်ဝေးနဲဘာလားဟမ်တပါရဲ့ချမ်းမဲကြရတာရဲ့ကျုပ်ကနေမှာအေးဟုတ်တယ်ကျုပ်ကအခုမှကျုပ်ကဒီကိုအောက်ကိုချရတယ်လေကျက်ကလေးလားကျက်ကလေးမဟုတ်ပြီးသွားတယ်လေနောက်ကလေးလားနောက်ကလေးပါရဲ့ပတ်စံနေဝင်အောင်မှာငါတို့အေးတယ်ဟုတ်တယ်ဒါကြီးမရအောင်ဘာနဲ့မရှိဘူးပူတဲ့ဟာအာနင်းလို့စိအောင်တော့ပူတော့ကျက်ဦးထဲမှာအဲ့ဒါကျက်ဦးထဲမှာပူလေကျက်ဦးထဲပူတော့ငါကျက်ဦးလေအေးလေသမီးတော့မတမ်းနေတာတော့ခါနာဟာကျက်ဦးခါနေမနေတော့လောင်းလိုက်အနေတော့ပူလိုက်အနေတော့လာနေတော့ပူတော့မိုင်းတော့လည်းနေပူရတော့လာမရင်လည်းဟုတ်တယ်အဲ့ဒါမှအခုကကျုပ်ကမှထိုက်ဆွဲတယ်ဟောပါကျက်ဥကြော်ပြီးကျွေးမယ်ပြီးကျွေးမယ်အဲ့ဒါလာပြောပါမယ်စားတော့မလားဆိုလာကျွေးမယ်ဆိုတော့စားတော့မလားမင်းတွေမှာရှိရတယ်လေ